မိတ်ဆွေဖုန်းမှာရှိတဲ့ဖုန်းနံပါတ်ရဲ့နောက်ဆုံးကနက်နှလုံးကမိတ်ဆွေရဲ့ဘဝကိုဘယ်လိုအကျိုးသက်ရောက်နေတာလဲဆိုတာကိုဒီနေ့ကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးမှာဖြစ်ပါတယ်။အခုဗီဒီယိုပါတော့ကျွန်တော်ကောင်းတဲ့အသွဲတွေကိုပဲစူးစီးပြီးတော့ပြောပြပေးထားပါတယ်။ပြီးတော့ကနက်အသွဲတွေက3ညကနေ9ထိဆိုရင်ကနက်အသွဲပုံ100ရှိပါတယ်။ထို့ကြောင့်ကျွန်တော်အချင်းချုပ်ပြီးတော့တူရကိုကျွန်တော်စူးစီးပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။3ညကနေ9ထိကသူတို့ရဲ့အသွဲရဲ့အတိတ်ပဲတစ်ခုချင်းစီတော့ရှိပါတယ်။အဲ့ဒါတွေအားလုံးကိုကျွန်တော်ပြောပြမယ်ဆိုရင်ဒီဗီဒီယိုကမိုးချုပ်သွားပါမယ်။ထို့ကြောင့်ကျွန်တော်ဆွဲအားချင်းတူရကိုကျွန်တော်အသက်နိုင်ဆုံး80ရာခိုင်နှုန်း90ရာခိုင်နှုန်းတူအောင်ကျွန်တော်စူးစီးပေးထားပါတယ်။အခုကျွန်တော်ပြောသွားတဲ့ဖုန်းနံပါတ်တွေကနံပါတ်အသွဲတွေကမစ်ဆွေရဲ့ဖုန်းထဲမှာရှိနေမယ်ဆိုရင်ကျွန်တော်ပြောတာမှန်နေသလားကျွန်တော်ပြောတာမှားနေသလားဆိုတာမစ်ဆွေကိုယ်တိုင်ဝင်ရောက်ပြီးတော့တိုက်ကြည့်လို့ရပါတယ်။ကိုကင်ထားတဲ့ဖုန်းနံပါတ်ရဲ့ကနန်းနောက်ဆုံးနှလုံးကကိုဘဝကိုဘယ်လိုပုံဖော်နေတာလဲကိုဘဝကိုဘယ်လိုပြောပြနေတာလဲဆိုတာကိုသိရအောင်လို့စလိုက်ကြရအောင်အားလုံးပဲမင်္ဂလာပါဖုန်းနံပါတ်ပေတင်ကနေကြိုဆိုပါတယ်တင်ကမွေးကြီးပိုင်းမှာအစဉ်ပြေချုံးမွေ့နေမယ်မချီမငှားရတဲ့သူတယောက်ဖြစ်နေမယ်မိုးထီအောင်ချမ်းသာနေတယ်လို့ကျွန်တော်မပြောဘူးเนาะဘာလဲမချီမငှားရတဲ့သူတယောက်အနေနဲ့ဝယ်နိုင်မယ်တုံးနိုင်မယ်တွားနိုင်မယ်စားနိုင်မယ်ပေါ့အဲ့ဒီလောက်တဲ့အခြေအနေမှာတင်ရဲ့မွေးကြီးရဲ့အခြေအနေကအရန်ကိုကန်ကောင်းနေတဲ့နံပါတ်ကတော့ခွန်ရှိနှစ်ချရှင်းနှစ်ကိုတော့အဲ့ဒီအသွဲတွေပဲဖြစ်ပါတယ်အဲ့ဒီအသွဲတွေကတင်းဖုန်းနံပါတ်ရဲ့နောက်ဆုံးနှလုံးမှာရှိနေမယ်ဆိုရင်အခုကျွန်တော်ဆက်ပြောမယ့်အတိုင်းဖြစ်နေပါလိမ့်မယ်တင်ကအချစ်ရေးဆိုလဲမလဲတိတ်ပြီးတော့ပြဿနာမရှိနေဘူးပေါ့နော်အမြဲတမ်းရန်တကြီးကြီးဖြစ်နေတဲ့အသွဲထက်စာရင်တင်တို့ရဲ့အချစ်ရေးကအေးဆေးဖြောက်ပြူတင်တွားနေနိုင်တယ်ပေါ့နော်တင်တာစူးစမ်းမယ်တင်တာအလုပ်မယ်ဆိုရင်တင်တာနည်းနည်းပါးထုတ်မလဲခွန်အားတုံးပြီးတော့စူးစမ်းမယ်ဆိုရင်တင်ရရှိနိုင်တဲ့မြတ်အရာတိုင်းကိုတင်ရရှိစေပါလိမ့်မယ်တဲ့အတွဲတည်ရှိနေမယ်ဆိုရင်လေဥပမာအနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်တင်လိုချင်တဲ့အရာ10ခုမှာ10ခုလောက်ကပြီးဆုံးနေလိမ့်မယ်ပေါ့နော်တင်စူးစမ်းကြည့်ပါဒီအတွဲတည်ရှိနေမယ်ဆိုရင်စူးစမ်းကြည့်ပါပြီးတော့တင့်ကိုတဲ့အမြဲတမ်းကံကောင်းနေတယ်လို့တင်တွေးထင်နေပါလိမ့်မယ်ဘာလို့လဲဆိုတော့အမြဲတမ်းကံကောင်းနေတတ်တဲ့အတွက်ခွန်ရှိနှစ်ချရှင်းနှစ်ကိုတော့အဲ့ဒီအတွက်တွေကိုဖုန်းတင်ဖုန်းထဲမှာရှိနေမယ်ဆိုရင်တင်စိတ်ထဲမှာထင်နေတဲ့အရာအလုံးတင်စိတ်ထဲမှာလိုချင်နေတဲ့အရာအလုံးက80ရာခိုင်နှုန်းနီးနီးဖြစ်လာတတ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကတင်ကဒီနံပါတ်တွေကိုကင်ထားပဲဆိုရင်လောင်ကစားနည်းနည်းဝါသနာပါတယ်ဆိုရင်လောင်ကစားလောက်ကြည့်ပါလောင်ကစားနိုင်ချီအရင်များပါတယ်ခွန်ရှင်းနှစ်6ရှင်းနှစ်93အဲ့ဒီအတွက်သမားတွေကလောင်ကစားနိုင်ရင်ကျွန်တော်ကိုမိတ်မသွားပါနဲ့အောင်နော်ခုနောက်တစ်စုကိုကျွန်တော်တို့ထပ်သွားရအောင်တိဖုန်းနံပါတ်ရဲ့နောက်ဆုံးကနက်နှလုံးမှာ26 24 36 22 66အဲ့ဒီကနန်းသွဲတွေပါလာမယ်ဆိုရင်အခုကျွန်တော်ပြောတာကိုသိချာနားထောင်ပါဒီသွဲတွေကိုတင်ကင်ထားတယ်ဆိုရင်လူတွေကတင့်ကိုကျင်နာမှုအပြည့်နဲ့ဆက်ဆံလာပါလိမ့်မယ်တင့်ကိုလူကြိုက်များမယ်ပြီးတော့တင့်ကိုလူမုန်းနေမယ်ဥပမာအနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်လူတွေထဲမှာတင်ကအရင်ချစ်စရာကောင်းနေလိမ့်မယ်တင်ကခင်မင်စရာကောင်းနေလိမ့်မယ်တင့်ကိုကြိုက်တဲ့လူတွေများနေလိမ့်မယ်ပေါ့နော်ဟောသူရေးစားစကားလာပြောဒီလူရေးစားစကားလာပြောအဲ့လိုမျိုးဖြစ်နေလိမ့်မယ်ဒီတွေတွေဘသူတွေဆောင်းထားတဲ့လဲဆိုတော့အပြူကြီးလူပြူကြီးတွေအရင်တော့ဝင်ပါတယ်ဆောင်းထားပါရေးစားမရှိတဲ့သူတွေလည်းဆောင်းထားလို့ကောင်းပါတယ်ဒီတွဲပိုင်ရှင်တင်ဟာလူမုံတိတ်မများဘူးမိန်းကလေးဆိုရင်တင့်ကိုလာကြိုက်တဲ့လူများနေလိမ့်မယ်ဒီအတွဲတွေကစမ်းပွဲတဲ့အတွဲတွေလို့လည်းဆိုလို့ရတာပေါ့နော်တခုသတိထားရမှာကဒီအတွဲတွေကိုအိမ်တော်တွေမသုံးသေးပါဘူးပြီးတော့စာချက်နေတဲ့အကြောင်းသူအကြောင်းသားတွေလည်းမသုံးသေးပါဘူးเนาะ
အိမ်တော်တွေအနေနဲ့ကိုမိမသို့မဟုတ်ကိုယောက်ျားကဒီအသွဲတွေရှိထားမယ်ဆိုရင်မလဲပြောင်းခိုင်းလိုက်ပါမတုံးသင့်ပါဘူးအိမ်တော်ခွဲသွားနိုင်တာပေါ့နော်ကျွန်တော်အဲ့ဒီနံပါတ်တွေကိုကျွန်တော်ပြန်ပြောပြပါမယ်26 24 36 2266အဲ့ဒီသွဲတွေပဲဖြစ်ပါတယ်ကျောင်းသူကျောင်းသားများအိမ်တော်တွေများလုံးဝမတုံးကောင်းပါဘူးဆိုတော့နောက်တစ်ခုကိုကျွန်တော်တို့နောက်တစ်စုကိုကျွန်တော်တို့ဆက်သွားလိုက်ကြရအောင်65 94 09 14 16 19အဲ့ဒီအသွဲတွေကတင်းဖုန်းနံပါတ်ရဲ့နောက်ဆုံးနေရာမှာရှိနေမယ်ဆိုရင်တင်းကစကားအရင်တက်တဲ့သူတွေကဖြစ်လိမ့်မယ်တင်းစကားပြောကောင်းမယ်တင်းစကားပြောလူတွေနားထောင်လို့ဘာလဲအဆင်ပြေတယ်ပြီးတော့တင်းကဒီအသွဲတွေကိုတုံးထားမယ်ဆိုရင်တင်းကကိုယ်ပိုင်လုပ်ငန်းလုပ်ထားမယ်ဆိုရင်တင်းလုပ်ငန်းကတရရနဲ့ တိုးတက်နေပါလိမ့်မယ်ပေါ့နော်ဒီအသွဲတွေကလုပ်ငန်းတိုးတက်ဖို့အတွက်အရန်ကောင်းပါတယ်တင်တရိထားမိမှာပါဒီအသွဲတွေကိုဒီအသွဲတွေတုံးထားတယ်ဆိုရင်တင်တရိထားမိမှာပါတခါကောင်းမွန်တဲ့အခွင့်အရေးကောင်းမွန်တဲ့အခွင့်အလမ်းတွေတင်ရရှိနေပါလိမ့်မယ်နောက်တစ်ခါရရင်အမိရယူပါအမိရအတုံးချပါအရန်ကောင်းပါတယ်လုပ်ငန်းရှင်တွေအတွက်လေလုပ်ငန်းတိုးတက်ဖို့အတွက်တင်းရဲ့ခန္ဓာကိုယ်ထဲမှာကောင်းမွန်တဲ့စွမ်းအားတွေစီးဆင်းနေပါစေနော်ဒီအသွဲတွေတုံးထားမယ်ဆိုရင်ဥပမာအနေနဲ့သူများကိုမကောင်းချင်တာမျိုးသူများအတင်းပြောနေတာမျိုးသူများကိုကြောက်ထုတ်တာမျိုးအဲ့လိုအမှားမျိုးမလုပ်မိပါစေနဲ့65 94 09 14 16 19အဲ့ဒီအသွဲတွေထဲမှာ14ကအထူးသဖြင့်စကားပြောအရန်ကောင်းတဲ့အသွဲဖြစ်ပါတယ်တယောက်ယောက်နဲ့ညှိနှိုင်းပြောဆိုတဲ့အရာမှာအရန်ကောင်းတဲ့အသွဲပဲဖြစ်ပါတယ်ခုကျွန်တော်ပြောသွားတဲ့အသွဲတွေကကိုယ်ပိုင်လုပ်ငန်းပဲလုပ်ကြည့်ပါအရန်ကောင်းပါတယ်သူတို့ကသမီးတလက်လိုပဲဗာလဲကိုတုံးချရင်တုံးချတယ်လို့ကိုအတွက်အကျိုးရှိပါတယ်တင်မြင်လူတမျှတင်မြင်ချင်းတဲ့အရာမှန်သမျှသူတို့ကထုံးနှီးပေးပါတယ်အရန်ကောင်းတဲ့အသွဲတွေပါကဲနောက်တစ်ခုကျွန်တော်တို့ဆက်သွားလိုက်ကြရအောင်ဒီတစ်ခါမှာတော့လူပြိုအပြိုတွေအတွက်ဆွဲဆောင်မှုစစ်စေတဲ့အသွဲကိုကျွန်တော်ပြောပြပေးပါမယ်အဲ့ဒါတွေကတော့69 56 64 36 26 16အဲ့ဒီအသွဲတွေပဲဖြစ်ပါတယ်မိတ်ဆွေမှာဒီအသွဲတွေရှိတယ်ဆိုရင်ကျွန်တော်ပြောတာမှန်သလားမှားသလားဆိုတာဆက်ကြည့်လိုက်ကြရအောင်အော်ကျွန်တော်ပြောတာမိတ်တော့မလို့ဖုန်းနံပါတ်တစ်ခုကအနည်းဆုံး3လသို့မဟုတ်6လနေမှအဲ့ဒီဖုန်းနံပါတ်ရဲ့အစွမ်းတက်တိကအဲ့ဒီဖုန်းနံပါတ်ရဲ့ပေတင်အဲ့ဒီဖုန်းနံပါတ်ရဲ့အနက်အဓိပ္ပာယ်ကကိုပေါ်အကျိုးတက်ရောက်နိုင်တယ်ပေါ့နော်ဒီနေ့ဝယ်ဒီနေ့ထက်ဒီနေ့အကျိုးတက်ရောက်တာမျိုးမဟုတ်ပါဘူးကိုကဒီဖုန်းနံပါတ်ကို3လသို့မဟုတ်6လထိရှိသွားပြီဆိုရင်အဲ့ဒီဖုန်းနံပါတ်ရဲ့အကျိုးကကိုပေါ်အကျိုးတက်ရောက်မှာပေါ့နော်အခုဝယ်အခု3အခုအကျိုးတက်ရောက်ခိုင်းလို့မရပါဘူးဆိုတော့က6956 64 36 26 16အဲ့ဒီတွဲတွေကိုတုံးထားမယ်ဆိုရင်မိတ်ဆွေကရုပ်ဆိုးနေနေတာတဖြည်းဖြည်းနဲ့ကြီးကောင်းလာပါလိမ့်မယ်ပေါ့နော်အဲ့ဒီအသွဲတွေကဥပမာအနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်ကိုကဒီအသွဲတုံးထားတယ်ဆိုရင်ပြင်သက်စင်တက်လာပါလိမ့်မယ်ဒါလည်းအလှပတွေတင်ကြိုက်လာပါလိမ့်မယ်ပြီးတော့ဒီအသွဲတွေကိုတုံးထားတဲ့တင်ကလူအများကြားမှာဆွဲဆောင်မှုပိုရှိနေလိမ့်မယ်တင်ကြိုက်နေတဲ့ယောက်ျားလေးသို့မဟုတ်မိန်းကလေးကတဲ့အနာကိုအလိုရလာပါလိမ့်မယ်ယောက်ျားလေးတော့တိတ်မဟုတ်ဘူးပေါ့နော်မိန်းကလေးကဒီအသွဲတွေကိုတုံးထားမယ်ဆိုရင်ကိုနားမှာယောက်ျားလေးတွေတဝဲလေဖြစ်နေလိမ့်မယ်ပေါ့နော်လူတွေအားလုံးကတဲ့နာကိုချင်းကန့်ချင်းနေလိမ့်ပေါ့နော်ဟောဒီကြောင့်လဲရီးစားစကားလာပြောတီတယောက်လဲရီးစားစကားလာပြောအဲ့လိုမျိုးဖြစ်နေလိမ့်မယ်အဲ့လိုမျိုးဘဝကြုံနေရလိမ့်မယ်အဲ့ဒီခုကျွန်တော်ပြထားတဲ့အသွဲတွေကိုသုံးပြထားတဲ့ဆိုရင်တခုပြောချင်တာကဒီအသွဲတွေကစမ်းအရင်ပွေးတဲ့အသွဲဆိုတော့ကျောင်းသူတွေအနေနဲ့မသုံးသင့်ပါဘူးကျောင်းသူမိဘတွေအနေနဲ့လဲကိုကလေးရဲ့ဖုန်းထဲမှာဒီနံပါတ်အသွဲတွေရှိလားမရှိဘူးလားဆိုတာကိုပြန်ပြီးတော့စိတ်ကြည့်သင့်ပါတယ်အရင်ကိုစိတ်အနှောက်အယှက်ဖြစ်စေလိမ့်မယ်ပေါ့နော်ကလေးကတေသွဲတွေရှိနေမယ်ဆိုရင်ကလေးကစာလိုက်နိုင်မှာမဟုတ်ဘူးနော်
ရီးစားတွဲဖြစ်သွားပါလိမ့်မယ်တတိထားပါကျွန်တော်နံပါတ်တွေကိုပြန်ရွတ်ပြပါမယ်6956643626အဲ့ဒီအတွဲတွေပဲဖြစ်ပါတယ်ကိုသမီးငယ်ရဲ့ဖုန်းနံပါတ်ထဲမှာမထားမိပါစေနဲ့လူကြီးတွေအနေနဲ့ဘာမှမဖြစ်ပါဘူးလူပြိုအပြိုတွေအနေနဲ့လည်းဘာမှမဖြစ်ပါဘူးသူတို့တွေကတင်ကဒီအတွဲကိုတုံးထားမယ်ဆိုရင်လူတိုင်းနဲ့ရင်းနှီးလွယ်မယ်တိကျွမ်းလွယ်မယ်ဆက်ဆံရေးကောင်းတည်ဆောက်နိုင်တဲ့သူတယောက်ဖြစ်မယ်ပေါင်းသင်းဆက်ဆံတဲ့အရာနေရာကိုစိတ်ဝင်စားရတယ်ပေါ့နော်ကျွန်တော်ဘယ်လိုပြောရမလဲမိတ်ဆွေပွဲတာမျိုးတွေတဲ့အရင်ကြိုက်နေလိမ့်မယ်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ဆက်သွားကြရအောင်ဒီအတွဲကကုတူကန်နဲ့ဆိုင်နေတဲ့အတွဲကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီဖုန်းနံပါတ်ရဲ့နောက်ဆုံးကနက်နှလုံးကကိုဖြစ်နေမယ်ဆိုရင်တင်ဟာတင့်ကိုတင်အရန်ကန်ကောင်းနေပါလားဆိုပြီးတော့အမြဲတမ်းရည်ရွတ်နေတဲ့လူတစ်ယောက်ဖြစ်မယ်ကိုဆိုတဲ့အတွဲကကုတူနဲ့ဆိုင်တဲ့အတွဲဖြစ်တယ်ပေါ့နော်ကိုကကနန်းအတွဲကောင်းလို့လည်းသူများခေါ်ကြပါတယ်ရှေးဘဝကတင်လောက်ခဲ့တဲ့မြကုတူတွေကိုချင်းနှောင်းနဲ့ထည့်ပြီးထန်လာနေသလားလို့တော့အောက်မေ့ရတယ်ပေါ့နော်ဒီကိုနံပါတ်ကအရန်ကောင်းပါတယ်ကျွန်တော်ပြောချင်တာကတင်မှာဒီအတွဲရှိနေမယ်ဆိုရင်တင်အမြဲတမ်းကန်ကောင်းနေလိမ့်မယ်တင်ကကျွမ်းကျင်မှုတိုင်းကိုလှည့်ပြနိုင်တဲ့သူတစ်ယောက်ဖြစ်မယ်ဥပမာကျွန်တော်ပြရမယ်ဆိုရင်လူတစ်ယောက်ရှိတယ်ဆိုပါဆိုအဲ့ဒီလူကလုပ်ငန်းအရန်ထူးချွန်တယ်အရန်ကောင်းအရန်ဟောစာဖြစ်တယ်ပေါ့နော်မလဲလောက်တက်ခိုင်တတ်တဲ့လူတစ်ယောက်ဆိုပါဆိုအဲ့ဒီလူနဲ့တင်ကအလုပ်တွဲလုပ်မယ်ဆိုရင်သူ့ထက်မတော်ရင်တော့တင်ကသူ့ထက်မတော်ရင်တော့သူ့လောက်နီးတန်းသူအခွင့်အရေးတင်အခွင့်အရေးရတတ်တယ်ပြီးတော့ကိုနံပါတ်ကိုနောက်ဆုံးမှထားပြီးသုံးပြုနေတဲ့သူကကိုဘာပဲလုပ်ကိုနောက်မှာတယောက်ကရှိနေတယ်လို့မျိုးကိုခံစားနေရတာပေါ့နော်မမြင်ရတတ်တဲ့ပုံကူသူပုံကူမြတ်တီလိုမျိုးပေါ့အဲ့ဒီလိုလူမျိုးတွေကတင်းနောက်မှာအမြဲတမ်းရှိနေတတ်တယ်လို့တင်ခံစားနေရမယ်တင်ပါပဲလို့တင့်ကိုကူညီပေးနေတယ်လို့မျိုးတင်ပါပဲလို့တစုံတစ်ယောက်ကတင့်ကိုပတ်ပိုးနေတယ်လို့မျိုးအမြဲတမ်းတွေ့ကြုံရမယ်မမြင်အပ်တဲ့လူကတင့်ကိုလာကူညီနေတာမဟုတ်ဘူးနော်တင်ကတခုလုပ်မယ်ဆိုရင်အခက်ခဲတစ်ခုဖြစ်ပြီးဆိုရင်တင့်ကိုကူညီတဲ့လူကသူ့အလိုလိုရောက်လာလိမ့်မယ်အဲ့လူမျိုးကိုကျွန်တော်ပြောတာပါနားလည်လားမသိဘူးတင်အခက်ခဲတစ်ခုဖြစ်ပြီးဆိုရင်အဲ့တရက်ကတင့်ကိုလာကူညီတဲ့လူလာကူညီတဲ့သဘောပေါ့ကိုနံပါတ်ကိုနောက်ဆုံးမှထားပြီးအသုံးပြုတဲ့သူကတိကျတဲ့သတင်းတွေကိုကြိုသိနေတယ်လို့မျိုးလည်းဖြစ်တတ်တယ်ဥပမာအနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်တင့်အကိုတို့မဟုတ်တင်မိတ်ဆွေတယောက်ရှိတယ်ဆိုပါစို့တင်ကသူတို့အကြောင်းကိုစဉ်းစားနေမယ်ငါစီလာရင်ကောက်မှာပဲဆိုပြီးတော့တင်တွေးနေမယ်အဲ့ဒီလိုတွေးတဲ့နေ့မှာပဲအဲ့ဒီလူနှစ်ယောက်ကတင့်အိမ်ကိုဆက်ဆက်မြဲမြဲအလဲလာတက်တယ်အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့ကျွန်တော်ပြောတာနားလေလားမသိဘူးပြီးတော့ကိုအသုံးပြုထားတဲ့သူကမကောင်းမှုတိုင်းကိုနေရာတိုင်းမှာရှောင်ရှားလာနိုင်တယ်ပေါ့နော်ဘယ်လိုပြောရမလဲအုပ်စုတစ်ခုတကယ်ချင်းအုပ်စုတစ်ခုပြောခွဲစားခီးသွားမယ်ဆိုရင်အဲ့ဒီပြောခွဲစားခီးစဉ်ကမကောင်းတာတစ်ခုဖြစ်မယ်မဟုတ်ဘူးဆိုရင်ရန်ဖြစ်လာမယ်ဆိုရင်တင်တယောက်တည်းအိမ်မှာကွက်ပြီးကြံခဲ့တယ်လို့မျိုးဖြစ်မယ်တင်မတော်မိလိုက်ဘူးပေါ့အဲ့ဒီနေရာကိုတင်းရဲ့အပေါ်မှာမကောင်းတာတစ်ခုဖြစ်တော့မယ်ဆိုရင်မကောင်းတာကြီးမမှန်တစ်ခုဖြစ်တော့မယ်ဆိုရင်အများကြီးမခံရဘူးပေါ့နော်တင်းကဆိုတော့ကိုအသုံးပြုထားတဲ့သူတွေကျွန်တော်ပြောတာမှန်ရဲ့လားခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ကြံခဲ့တဲ့အသွဲတွေကနောက်ဗီဒီယိုမှာကြည့်ပါကျွန်တော်ခုပြသွားတဲ့အသွဲတွေကအရန်ကောင်းတဲ့အသွဲတွေပဲဖြစ်ပါတယ်ကြံခဲ့တဲ့အသွဲတွေကအရင်ကြီးမကောင်းဘူးပေါ့နော်ဒါဆိုးတဲ့အသွဲတွေပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်မပြောတော့တာပါနောက်ဗီဒီယိုမှာကျွန်တော်ပြောပြပေးသွားမှာပါနောက်ခါမှကျွန်တော်3ညကနေကိုထိတတွဲချင်းစီကိုတီးတဲ့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခုဗီဒီယိုမှာကျွန်တော်ပြောတာမှန်သလားမှားနေသလားဆိုတာပြောခဲ့ပေးပါအောင်နော်လူဘဝဟာအကောင်းတာနဲ့ကြုံရတယ်လို့အဆိုးတွေနဲ့လည်းကြုံရနိုင်ပါတယ်
ထို့ကြောင့်ဖုန်းနံပါတ်တွေမှာလည်းအကောင့်ရှိတယ်လို့အဆိုးတွေလည်းရောနှောနေတတ်ပါတယ်အကောင့်တည်းလည်းအဆိုးတည်းလည်းပေါ့နော်ကိုဖုန်းနံပါတ်ထက်မှာအဲ့လိုမျိုးစွမ်းအားတွေရှိပါတယ်မိတ်ဆွေရဲ့ဖုန်းနံပါတ်အပြည့်အစုံကိုကြည့်ချင်တယ်ဆိုရင် comment မှာချရေးပေးထားခဲ့ပါကျွန်တော်ကြည့်ပေးပါမယ်ပတ်စံပေးရှာမလို့ပါဘူးကျွန်တော်အလကားကြည့်ပေးပါမယ်ကျွန်တော်ကို like လေးပဲနှိပ်ပေးသွားခဲ့ပါနော်ဖုန်းနံပါတ်ချရေးတဲ့နေရာမှာ Facebook ပေါ်မှာချမရေးပါနဲ့ Facebook ပေါ်မှာချရေးမယ်ဆိုရင်ကိုယ့်တပ်ပုံကိုသူများကြည့်လို့ရတယ်ဆိုတော့ကသူများတွေကိုကိုလာနှောက်ရက်လာနှောက်ရက်မှလည်းစိုးရင်ရတာပေါ့နော်ကျွန်တော် YouTube ရဲ့ channel link ကိုကျွန်တော်အောက်မှာချပေးထားပါမယ်အဲ့ဒီထဲမှာတွားရေးပါအဲ့ဒီထဲမှာဆိုရင်စိတ်ချရပါတယ်ဘယ်သူမှကိုလာပြီးတော့မနှောက်ရက်တော့ဘူးပေါ့နော်ကျွန်တော် Messenger သုံးလားဆိုတော့ကျွန်တော် Messenger မသုံးပါဘူးကျွန်တော် Messenger ကဗာလဲအကောင့်မှာပဲသုံးတာပေါ့နော်ဒီ page မှာကျွန်တော်မသုံးပါဘူးကျွန်တော်အခုဗီဒီယိုမှာချပြသွားခဲ့တဲ့အသွဲတွေကမိတ်ဆွေရဲ့အသွဲမိတ်ဆွေရဲ့ကနေမပါဘူးဆိုရင် comment မှာချရေးသွားပေးခဲ့ပါကျွန်တော်ပြန်ဖြေပေးပါမယ်